ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ဆိုရင် CAD ပတ္တမာကတစ်ခုနဲ့မိတ်ဆက်ပေးတဲ့ရှိပါတယ်အားလုံးပဲလိုက်ခဲ့ပါဦးဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါဒီမှာ CAD ပတ္တနဲ့ပတ်သက်ပြီးအရင်တော့ဆိုရင်မနက်ပိုင်းတစ်ချိန်ပဲဖွင့်တယ်လို့ပြောတယ်ကြတော့ဆရာလာလေ့လာဟုတ်ကဲ့ကျွန်တော်တင်တာအရင်ဆုံးကတော့တစ်ဖွဲ့တဲ့တစ်ချိန်နဲ့တင်ဆိုပေမဲ့အခုနောက်ပိုင်းဒီမှာတော့တင်တန်းတက်မဲ့ကလေးတွေကများလာတော့အတွက်ကြောင့်အချိန်ကို2ချိန်ခွဲတင်ရပါတော့ပြီးတော့ဆရာတို့ကဒီ area အကျယ်ဝန်းရတယ်10ဦး12ဦးဒီလောက်ပဲဟိုဒီပြောမှာတအုပ်တင်းဒီပြောမှာတစ်ဖွဲ့ကိုသုံးတဲ့အတွက်ကြောင့်ဟိုညနေပိုင်းမနက်ပိုင်းကိုခွဲပြီးလောက်ရတာဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်အခုလိုဖြေချပြီးတော့ကျေးဇူးတင်ပါဟုတ်ကဲ့ကျေးဇူးပါကဲအားလုံးမင်္ဂလာပါမင်္ဂလာပါကဲဒီနေ့တင်မှာတော့ဆရာတို့ကော်လန်ပိုင်းရဲ့ဟုတ်နော်ရှက်အိမ်ပိုင်းကြက်ကြီးပေါက်တဲ့ပိုင်းကိုသင်ကြပါအခုသားတယောက်ကသားဘယ်မှာလုပ်တယ်ဒီပညာကိုဘာဖြစ်လို့လာတင်တော့လဲဆိုတာကိုတစ်ချက်တော့ရှင်းပြတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကသူထက်ကျော်ပါကျွန်တော်ကဆန်ယူအထည်ချုပ်ဆက်ုံမှာကက်တင်ဒီပါမတ်မှာကတာဖြစ်လောက်ကိုင်နေလို့ပါကျွန်တော်ဒီ CAD ပတ္တမာကတင်တန်းကိုကျွန်တော်ကက်တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတိုးတက်မယ်ထင်လို့လာပြီးလေ့လာဖြစ်တာပါဟုတ်ကဲ့ကျေးဇူးပါခင်ဗျာကဲနောက်နဲ့သားတယောက်ကရောဒီဆက်ရုံပေးဌာနကြီးရောဘုလို့ဆက်ရှိကိုဥပမာဒီ CAD ပညာကိုလာပြီးလေ့လာတာလေတစ်ချက်တော့ပြောပြတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကတော့ညီနိုင်ပါကျွန်တော်ကအခုဆိုင်းယူမှာပဲလုပ်ပါတယ်ကတင်ပိုင်းဌာနမှာလုပ်ပါတယ်ဒါပေမဲ့ကျွန်တော်ဥစားပေါ့ဒီတင်နန်းအကြောင်းလေးလည်းစိတ်ဝင်စားတယ်တင်နန်းပို့ချမှုလေးလည်းကောင်းလို့ကျွန်တော်လည်းလာပြီးတော့ try ကြည့်တာပါပြီးတော့တင်နန်းရဲ့ပို့ချတဲ့ဆရာတွေရဲ့တင်ကြားပို့ချမှုလိုအပ်တယ်ပြီးတော့ကိုယ့်အတွက်လည်းကောင်းတယ်ပြန် knowledge ကလည်းရတယ်ပြီးတော့ရေရှည်အတွက်လည်းကောင်းလို့လာပြီးလေ့လာပြတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မသိဘူးဒီနေ့ကကျတော့အခုဒေသယုံဘေဌာနရောဘုလို့ဒီ CAD ပညာကိုလာရောက်သင်ကြားတာအခုဆက်တော့ပြောပါဟုတ်ကျွန်တော်တော့ဟိုစန်းနီး CMB စက်ရုံကစန်းနီး CMB စက်ရုံကပတ်တန်မာကသမားပါဟိုအခုတင်တန်းမှာပြန်ပြီးတော့ guide တဘောမျိုးပြန်လာလုပ်ပေးနေတာပါတင်တန်းသားတွေကိုဟုတ်သမီးကကြတော့ဥပမာဆရာတို့ဒီ CAD ပညာကိုလာတင်ရင်းနဲ့တော့ရီမိုင်းချက်ဒီဒါတို့ကျွန်တော်ပြောပြအောင်စိတ်ထဲမှာရှိရတယ်ပြောရတယ်လက်ပြတော့ပြရတယ်ရပြောနိုင်ရင်ပြောလိုက်ရတယ်အဲ့ဒီတော့နော်ဘယ်ဘာလဲဒီနော်အားကြတော့သူဆရာတို့ CAD ဒီတင်တန်းကိုပေါ့ဘေးဆက်ယုံဘေဌာနပြီးတော့လာရောက်တင်ကြတဲ့ဆိုတော့ချက်တော့ပြောပြဟုတ်ကဲ့ကျွန်တော်တို့ကတော့ကျွန်တော်မှဖြစ်ပါတယ်ဟိုလုံးလက်ရှိလုံးနေဆက်ရုံကတော့စိုင်းယူဆက်ရုံပေါ့နော်လက်ရှိလုံးနေဆက်ရုံစိုင်းယူမှာလုပ်ပါတယ်ဟိုကတော့ကတင်ခန္ဓာမှာကတာနဲ့တောင်းထမ်းဆောင်နေပါတယ်ဟိုကလက်ရှိကဒီ CAD တင်တန်းကို CAD တင်တန်းမှာကနဲ့ပတောင်လာတင်တာရှေ့ကိုတဲ့ကိုဆရာသမားတွေပြောတယ်နော်တိုးတက်လန်းရှိရဒီလိုလုပ်တယ်ဆရာဒီကတင်တန်းဆရာတွေကလည်းတင်ပြမှုကောင်းတယ်တိုးတက်လန်းရှိရဆိုတော့ဒီဟိုလာရင်းဖြစ်ပါတယ်ညီမင်္ဂလာပါမင်္ဂလာပါဆရာဒါတော့ကျတော့အခု CAD တင်တန်းပေါ့နော် CAD ပညာပေါ့အထက်လောကရဲ့ဒီပညာကိုဘယ်လိုရည်ရွယ်ချက်ဘယ်လိုရည်မှန်းချက်နဲ့ပဲလာရောက်တင်ကြရဲဆိုတော့ဆရာတို့ပြောပြမယ်ဟုတ်ကျွန်တော်နာမည်ကတော့မင်းမင်းသားဖြစ်ပါတယ်ကျွန်တော်တော့လက်ရှိစာယူအထက်ကျုပ်စက်ရုံမှာလုပ်နေပါတယ်ကတာပိုင်းနဲ့ဒီ CAD မာကာပိုင်းနဲ့ပတန်တွေကိုတင်ကျင်တဲ့အကြောင်းရတော့ကျွန်တော်လက်ရှိရောက်နေတဲ့နေရာထက်ကိုပို့ပြီးတော့မြင့်မားအောင်လို့အခုလိုရည်ရွယ်ချက်နဲ့လာတာဖြစ်ပါတယ်ကျေးဇူးတင်ပါဒါကကျတော့လက်ရှိလုပ်နေတဲ့လုပ်ကိုင်ရပါလုပ်တယ်ဆရာတို့ရဲ့ CAD ပညာကိုတရားအကြောင်းရင်းတွေကိုလည်းဆရာတို့ရှင်းပြပါဒါအရင်ကတော့ကွန်ပျူတာစားပြလုပ်ဘူးပါရှိရကြကွန်ပျူတာပတ်တန်ဆွဲရတယ်နဲ့ပတ်သက်ပြီးတော့တခြားလေးလေးလာခြင်းလို့ပြီးတော့ပတ်တန်သမားတယောက်လည်းဖြစ်နေတာပါအဲကြောင့်ပတ်တန်ဥစ္စာလာတက်ဖြစ်တာဖြစ်ပါဟုတ်ကျေးဇူးပါ